တုတ်တန်ကျမ်းအခန်းကြီး14အပိုင်းငယ်1မှ35ပညာရှိသောမိန်းမသည်မိမိအိမ်ကိုတည်ဆောက်တတ်၏မိုက်သောမိန်းမမူကားကိုယ်လက်နှင့်ဖြိုဖျက်တတ်၏ဖြောင့်သောလမ်းသို့လိုက်သောသူသည်ထာဝရဘုရားကိုကြောက်ရွံ့တတ်၏ကောက်သောလမ်းသို့လိုက်သောသူမူကားမထင်မဲ့မြင်ပြုတတ်၏မိုက်သောသူ၏နှုတ်၌မာနကျိန်လုံးရှိ၏ပညာရှိသောသူ၏နှုတ်ခမ်းတို့သည်ကဲ့တင်သောအမှုကိုပြုတတ်၏နွားထီးမရှိသောသင်းကုတ်သည်စင်ကြယ်၏တို့တော်လည်းနွားခွန်အားကိုတုံး၍များစွာသောစီးပွားကိုရတတ်၏ပညာရှိသောတစ္ဆာရှိသောတသက်သည်မှုတာမတုံးသက်တစ္ဆာပြတ်သောတသက်မူကားမှုတာကိုတုံးတတ်၏မထင်မဲ့မြင်ပြုသောသူသည်ပညာကိုရှာ၍မတွေ့ရဉာဏ်ရှိသောသူမူကားပညာအတတ်ကိုရလွယ်၏မိုက်သောသူနှင့်တွေ့၍သူ၏နှုတ်၌ပညာအတတ်မရှိသည်ကိုတည်မြင်လေထိုသူကိုရှောင်သွားလောပညာတတိရှိသောသူ၏ပညာကပိုသွားရလမ်းကိုတည်ခြင်းသည်မိုက်သောသူ၏မိုက်ခြင်းမူကားပရိယာသည်မိုက်သောသူတို့သည်ဒုစရိုက်အဖြစ်ကိုမထင်လေးစားပြုကြ၏ဖြောင့်မတ်သောသူတို့မူကားတယောက်ကိုတယောက်ကျေးဇူးပြုကြ၏စိတ်နှလုံးသည်မိမိဒုက္ခကိုတည်၏စိတ်နှလုံးရွှေလန်းခြင်းအကြောင်းကိုလည်းသူတစ်ပါးမဆိုင်တတ်မတရားသောသူ၏အိမ်သည်ပြိုလဲတတ်၏ဖြောင့်မတ်သောသူ၏တဲမူကားပွင့်လန်းတတ်၏လူထင်သည်အတိုင်းမှန်သောလက္ခဏာရှိတော်လဲအဆုံး၌တည်ခြင်းသို့ပို့တော်လမ်းတစ်မျိုးရှိ၏လူသည်ရေစင်အခါပင်ဝမ်းနည်းသောစိတ်တဘောရှိ၏ထိုရေမောရွှေလန်းခြင်းအဆုံး၌လည်းမျိုးငယ်ခြင်းရှိတတ်၏စိတ်နှလုံးဖောက်ပြန်သောသူဖြစ်စေသူတော်ကောင်းဖြစ်စေမိမိအကျင့်တို့နှင့်ဝါလိမ့်မည်ဉာဏ်သိမ့်သောသူသည်သူတစ်ပါးပြောသမျှကိုယုံတတ်၏ပညာတတိရှိသောသူမူကားမိမိသွားရလမ်းကိုစစ်စစ်ကြည့်ရှုတတ်၏ပညာရှိသောသူသည်ကြောက်၍ဒုစရိုက်ကိုရှောင်တတ်၏မိုက်သောသူမူကားမာနကြီး၍ရဲရင်တတ်၏စိတ်တူသောသူသည်မိုက်စွာသောအမှုကိုပြုတတ်၏မကောင်းသောအကြံကိုကြံသောသူကို၎င်းသူတစ်ပါးမုန်းလိမ့်မည်ဉာဏ်သိမ့်သောသူသည်မိုက်ချင်းကိုအမွေခံတတ်၏ပညာတတိရှိသောသူမူကားသိပ္ပံတရဖူကိုစောင့်တတ်၏လူဆိုးတို့သည်သူတော်ကောင်းရှေ့၌၎င်းမတရားသောသူတို့သည်ဖြောင့်မတ်သောသူတို့၏အိမ်တကားဝ၌၎င်းဥချတတ်ကြ၏ဆင်းရဲသောသူသည်မိမိအိမ်ကြီးချင်းမုန်းချင်းကိုပင်ခံရမည်ငွေရတတ်သောသူ၌ကများစွာသောအဆွေခင်မှုရှိလိမ့်မည်မိမိအိမ်ကြီးချင်းကိုမထင်မဲ့မြင်ပြုသောသူသည်အပြစ်ရှိ၏ဆင်းရဲသောသူကိုတနာသောသူသည်သူမူကားမင်္ဂလာရှိ၏မကောင်းသောအကြံကိုကြံတတ်သောသူသည်မာယွန်းကြလိမ့်မည်ယေရှုပြုမည်ဟုကြံသောသူတို့မူကားဂယုဏအကျိုးနှင့်တစ္ဆာအကျိုးကိုခံရကြလိမ့်မည်ကြိုးစား၍လှုပ်လေရာရာ၌ယေရှုရှိ၏စကားများခြင်းအကျိုးမူကားဆင်းရဲခြင်းတတ်သည်ပညာရှိသောသူတို့၏စည်းစိမ်ဥစ္စာသည်သူတို့ဥယျတရဖူဖြစ်၏မိုက်သောသူတို့၏မိုက်ခြင်းမူကားအမိုက်တတ်ဖြစ်၏မှန်သောတသက်သည်သူအသက်ကိုကယ်တင်တတ်၏မမှန်သောတသက်မူကားမူတာကိုတုံးတတ်၏ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည်အာကြီးသောကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏သားတို့သည်လည်းခိုလုံရာအရက်ကိုရကြလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်အသေးခံရာကြော့ကွင်းတို့မှလွဲဆောင်ရာအသက်ဆင်းရင်သွေးဖြစ်၏ပြည်သားများရာ၌ရှင်ဘုရင်၏ဘုန်းတော်တည်၏ပြည်သားနေပါရာ၌ကမင်းအကျိုးနေခြင်းရှိ၏စိတ်ရှည်သောသူသည်ပညာကြီး၏စိတ်တူသောသူမူကားအထူးသဖြင့်မိုက်ပေ၏ကျမ်းမာသောနှလုံးသည်ကိုယ်အသက်ရှင်စေသောအကြောင်းမြူဆူသောသဘောသည်အယိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်၏ဆင်းရဲသားတို့ကိုမြင်စေသောသူသည်ဖန်ဆင်းတော်မူသောဘုရားကိုကယ်ရ၏ဘုရားကိုယိုသေးသောသူမူကားဆင်းရဲသောသူတို့ကိုတနာတတ်၏မတရားသောသူသည်မတရားသဖြင့်ပြုစဉ်အခါ
လဲချင်းကိုခံရ၏ဖြောင့်မတ်သောသူမူကားတေသောအခါ၌ပင်မျောလင်းစရာရှိ၏ဉာဏ်ရှိသောသူ၏နှလုံး၌ပညာကျိန်းဝတ်သက်၏မိုက်သောသူတို့၏အထဲ၌ရှိသောအရာမူကားထင်ရှားသက်၏ဖြောင့်မတ်ခြင်းတရားသည်ပြည်သားတို့ကိုချီးမြှောက်တတ်၏ဒုစရိုက်အပြစ်မူကားပြည်သားများတို့ကိုရှုံချတတ်၏ပညာရှိသောကျွန်အားရှင်ဘုရင်သည်ကျေးဇူးပြုတတ်၏အရှက်ခွဲတတ်သောကျွန်မူကားအမျက်တော်တာကိုခံရမည်